မြစ်ကမ်းနားကတပြေးပင်တပင်ပေါ်မှာမြောက်တစ်ကောင်နေထိုင်ပါတယ်။အဲ့ဒီမြစ်ထဲမှာပဲမိကြောင်းကြီးတစ်ကောင်လည်းရှိနေတာပေါ့။တဖြည်းဖြည်းနဲ့မြောက်နဲ့မိကြောင်းဟာရင်းနှီးတဲ့တငယ်ချင်းတွေဖြစ်သွားကြပါတယ်။အခုဆိုရင်မြောက်ဟာနေတိုင်းမိကြောင်းအတွက်တပြေးသီးတွေခုကျွေးလေးရှိပါတယ်။တနေ့မှာတော့မိကြောင်းဟာတပြေးသီးအချို့ကိုသူ့ဇနီးစီယူသွားပေးပြီးဒါငါတငယ်ချင်းပေးလိုက်တာကြည်စံဘလောက်တောင်ချိုလဲဆိုတာအဲ့ဒီမြောက်ကငါရဲ့တငယ်ချင်းကောင်းပဲ။သူကငါ့ကိုနေတိုင်းဒီလိုတပြေးသီးတွေကျွေးတာလို့ပြောလိုက်တယ်။မိကြောင်းမကတပြေးသီးကိုမြစ်ကြည့်တဲ့အခါအရန်ချိုတာကိုသိသွားပြီးဒီတပြေးသီးတွေတောင်ဒီလောက်ချိုရင်ဒီတပြေးသီးတွေကိုနေတိုင်းစားနေတဲ့ရှစ်တငယ်ချင်းမြောက်ရဲ့နှလုံးအသေးဟာဆိုရင်လည်းဘလောက်တောင်ချိုလိုက်မလဲကျမဘာမှမသိဘူး။အဲ့ဒီမြောက်ရဲ့နှလုံးကိုဘလို့နည်းနဲ့ဖြစ်ဖြစ်ရအောင်ယူပေးပါလို့ပူစာပါတော့တယ်။နောက်တစ်နေ့မှာမိကြောင်းဟာမြောက်စီကိုသွားပြီးမြောက်ညီလေးမင်းမကြီးကမင်းကိုအရန်တတိယနေတယ်။မင်းညကငါတို့နှစ်ယောက်တငယ်ချင်းဖြစ်တဲ့အကြောင်းပြောပြလိုက်တော့မင်းတို့တငယ်ချင်းမျိုးနဲ့တွေ့ချင်တဲ့အဲ့ဒါကြောင့်ဒီနေ့ငါနဲ့အတူလိုက်ခဲ့ပါလားငါတို့အိမ်မှာပဲပါတီလုပ်ကြတာပေါ့လို့ပြောလိုက်ပါတယ်။တနာစရာမြောက်လေးဟာမိကြောင်းကိုယုံကြည်ပြီးသူ့ကြောပေါ်ကိုချက်ချင်းခုန်တက်လိုက်ပါတယ်ကဲ။သွားကြဆိုဒီနေ့တော့မရီလက်ရထမင်းကိုစားရတော့မှာပဲလို့မြောက်ကဝမ်းသာအားရပြောပါတယ်။မြစ်အလဲကိုရောက်တဲ့အခါမှာတော့မိကြောင်းဟာအမှန်တိုင်းဖွင့်ပြောလိုက်ပါတော့တယ်မြောက်ညီလေး။တကယ်တော့မင်းမကြီးကမင်းရဲ့နှလုံးကိုစားချင်နေတာကွအဲ့ဒါကြောင့်ငါမင်းကိုခေါ်လာတာလို့ပြောလိုက်တယ်။မြောက်ဟာထိတ်လန့်သွားပေမဲ့စိတ်ကိုအေးထားပြီးရေမောကပြောလိုက်ပါတယ်တငယ်ချင်းရာဒီလောက်ကိစ္စလေးကိုအစကတည်းကပြောပါရောလားငါနှလုံးကိုတစ်ပင်ပေါ်မှာပဲထားခဲ့မိပြီးမင်းလိုတတိရှိတဲ့တငယ်ချင်းရှိနေမှာတော့ငါနှလုံးကဘာရေးကြည့်တော့မှလဲလားငါနှလုံးသွားပြန်ယူကြရအောင်အစကတည်းကပြောလိုက်ရင်ပြီးနေတာကိုမိကြောင်းဟာမြောက်ရဲ့စကားကိုယုံသွားပြီးကန်းဆက်ကိုပြန်လှည့်လာခဲ့ပါတယ်မြစ်ကမ်းနားကတစ်ပင်နာရောက်တာနဲ့မြောက်ဟာချက်ချင်းပဲတစ်ပင်ပေါ်ကိုခုန်တက်သွားပါတော့တယ်ပြီးနောက်သွားစမ်းလူလိန်ကြီးရဲ့ငါကမင်းကိုတငယ်ချင်းလို့တတ်မှတ်ပြီးယုံကြည်ခဲ့တာမင်းကတော့ဒီလောက်တောင်ကောက်ကျစ်တဲ့လူလိန်ဖြစ်နေတာကိုလို့အော်ပြောလိုက်ပါတယ်မိကြောင်းလည်းရှက်ရှက်နဲ့ပဲပြန်လှည့်သွားရပါတော့တယ်တင်ကန်းစာကတော့မျက်မှောက်ခေတ်လောကကြီးမှာခြေလန်းတိုင်းဟာအလှည့်ပတ်တွေနဲ့ပြည့်နေနေပါတယ်အမြဲတမ်းတတိနဲ့မရှင်တန်ဘူးဆိုရင်တနေ့မဟုတ်တနေ့လိမ့်လေလှည့်ဖြားခြင်းရဲ့တားကောင်ဖြစ်သွားနိုင်ပါတယ်